ဟိုကြော်တာပဲနော်အမှန်တကယ်တော့ ကြော်တာပေါ့ကြော်တာတဲနဲ့ကြော်တာပေါ့ဒီတဲ့ဘယ်လိုဘယ်မှာဟိုရှာလို့ရလဲ ဘယ်မှာရှာလို့ရလဲဆိုတော့ဟိုနေရာတကာမရှိဘူးဆရာမဟိုတောင်ပေါ်မှာရေစီးကြပြီးမှအဲ့ဒီချောင်းထဲမှာခါနေနဲ့ကိုကြောက်လာတယ်ပြောလဲတဲ့လုံးလေးနေနေရာဒီထဲမှာရှာဒီထဲဒီမှာဒီမောဆောနော်ဖက်ရှာမှာတော့တင်မရှိဘူးဟိုရှမ်းတောင်မှာပေါ်ဒီဘက်မှာချောင်းကကြောက်ချောင်းမှာတိတ်မရှိဘူးနော် မရှိဘူးလေ ကြောက်ချောင်းတိတ်မရှိဆိုတော့ဒါဒီမပေါ့ကြော်ပြီးတော့ဖြစ်တော့ ဒီပါဘူး ကျမရင်းညွတ်တယ်အပျော်စားနှမ်းကြောက်နှမ်းနဲ့ထဲ့ နန်းနဲ့နန်းဖြူရှိလဲဖြူထက်လို့ရပါဘူးပွားလာပွားရင်းမျိုးဘင်းမှာ ဟိုးသူများရိုက်တဲ့ vlog ဒီမှာလေအကြောက်တုံးပေါ်မှာပဲသူတို့နံပြားတွေပါဖုတ်ကြတယ်လေအဲ့လိုမျိုးကြောက်တယ်အဲ့လိုမျိုးပုံစံပေါ့နံပြားတို့ချက်ပါတီတို့လောက်စားကြတာ ဟုတ်တယ်နန်းပြတော့ ချက်ပါတီတို့ဒါလည်းဒီလိုတဘောပဲလေနော်ဒါကြောင့်စတန်လို့တာပေါ့ဒီဘောက်ရမနေ့တော့လာ